United ရဲ့တက်စစ်မှုပြတ်မှတ်သစ်ဖြစ်လာတဲ့ဘာဖလားမှာပုံပုံတောက်ပသူ Brian Robbie Man United ပြည်သူတွေအားလုံးမင်္ဂလာပါခင်ဗျာလက်ရှိဘာဖလားပြိုင်ပွဲကြီးတွင်းမှာခြေစွမ်းပြတောက်ပနေပြီးတန်ဖိုးပေါင်သန်း90ရှိတဲ့တက်စစ်မှုတယောက်ကိုခေါ်ယူဖို့အတွက် United ရဲ့ INEOS ဖွဲ့ကြီးကလေးနဲ့စဉ်းစားနေပြီလို့တွင်းတွေထွက်ပေါ်လာပါတယ်သူကတော့ခြားသူမဟုတ်ပါဘူးဆန်ဒါလန်တင်းရဲ့အသက်24နှစ်ရွယ်နယ်သာလန်တိုက်စစ်မှု Brian Robbie ပဲဖြစ်ပါတယ်United တက်စစ်ပိုင်းအတွက်ဘာကြောင့် INEOS ကချိတ်ဆက်ဖို့ပြင်ဆင်လာတာလဲဆိုတာကိုတော့ဒီဗီဒီယိုမှာအသေးစိတ်ဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်။ဘာဖလားမှာခြေစမ်းပြမှုနဲ့ United ရဲ့စိတ်ဝင်စားမှုဟုတ်ပါတယ်။ Brian Robbie ဟာဘာဖလားအုပ်စုပွဲစဉ်တွင်မှာဆွီဒင်သင်းဘက်ကို2ဂိုးသွင်းယူပေးခဲ့ပြီးနယ်သာလန်သင်းကို9ဂိုးတကူနဲ့အပြတ်သက်နိုင်ရရှိစေဖို့စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ဒီခြေစွမ်းကြောင့်ပဲUnited ရဲ့ပြောင်းရွှေ့ကော်မတီကသူ့ကိုမျက်စိကျလာခဲ့တာဖြစ်နိုင်ပါတယ်။ဒင်းတွေရဲ့ဆိုရ United ဟာလက်ရှိတိုက်စစ်မှု Badminton Shashko ရဲ့ကစားဟန်ကိုအားဖြည့်ပေးနိုင်မဲ့တင်းမှာလဲဂဲကိုအားကိုးလို့ရမဲ့နောက်ထပ်ရေသွင်းမြတိုက်စစ်မှုတစ်ယောက်ရှာဖွေနေရမှာ Robbie ကအသင့်တော်ဆုံးပြစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။သူဖြစ်ကစားသမားဟာ Premier League အတွင်းကြုံရှိပြီးသားဖြစ်တာကလည်း United အတွက်ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်စေပါတယ်။ Robbie ရဲ့ခြေစွမ်းနဲ့ဆန်ဒါလန်ရဲ့သဘောထား Robbie ဟာပြီးခဲ့တဲ့ရာသီကဆန်ဒါလန်တင်းအတွက် Premier League မှာ2ဂိုးသွင်းယူပေးခဲ့ပြီးတင်းကိုဥရောပယူရိုပါလိဝင်ခွင့်ရအောင်ကူညီပေးခဲ့ပါတယ်။ဒီချက်တင်းမှာကစားခဲ့ခြင်းကလည်းသွင်းကို56ဂိုးထိသွင်းယူနိုင်ခဲ့တဲ့ဆင်လာကောင်းတွေရှိခဲ့တာပါ။ဒါပေမဲ့ဒီပြောင်းရွှေ့က United အတွက်တော့လွယ်ကူမှာမဟုတ်ပါဘူး။ဆန်ဒါလန်တင်းကတော့လာမယ့်ရာသီဥရောပပြိုင်ပွဲကစားရတော့မှာဖြစ်လို့တို့ရဲ့အဓိကတိုက်စစ်မှုကိုလွယ်တကူလက်လွတ်ဖို့ဆန္ဒမရှိနေပါဘူး။ Robbie ရဲ့စာချုပ်တက်တန်းကလည်း2029ထိရှိနေတာကြောင့်သူ့ကိုခေါ်ယူခြင်းတောင်းရွှေ့ခြင်းပေါင်သန်း90ဝန်းကျင်ထိပေးချေရဖို့ရှိနေပါတယ်။ဒါအပြင်သူ့ကို United တွေမကဘဲ Juventus, Atletico Madrid နဲ့ Stuttgart အသင်းတို့ကလည်းစောင့်ကြည့်နေကြပါတယ်။ United ရဲ့ပြောင်းရွှေ့ချက်တဲ့စိတ်ဝင်စားစရာကောင်းတာက United ဟာနယ်သာလန်အသင်းက Robbie ရဲ့အသင်းပေါ်ဖြစ်သူဝမ်ဟန်တိုက်စစ်တောင်ပန်ကစားသမားဆမာဘီကိုလည်းခေါ်ယူဖို့ရင်းနေထွက်ပေါ်နေတာပါ။ဒါကြောင့် United အနေနဲ့နယ်သာလန်ခြေပွင့်2ယောက်တည်းကသူ့ကိုခေါ်ယူမယ်ဆိုတာတွေးစရာဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့ United အနေနဲ့ကစားသမားတွေမခေါ်ယူခင် Marcus Rashford ကိုရင်ကုန်ရောင်းထုတ်ပြီးမှတောင်းရွှေ့ဘတ်ဂျက်ပုံမအားကောင်းလာမှာဖြစ်ပါတယ်။ချုပ်ပြောရရင် United အသင်းအနေနဲ့နယ်သာလန်တိုက်စစ်မှုတွေနဲ့အကျိုးပေးကောင်းခဲ့တာများပါတယ်။ Brian Robbie အနေနဲ့ Ajax, Sunderland ခုလက်ရှိဘာဖလားမှာထိခြေစွမ်းကောင်းတွေကိုထိန်းသိမ်းထားနိုင်တဲ့သူဖြစ်လို့ကျွန်တော်အနေနဲ့ Shashko တယောက်တည်းနဲ့မလုံလောက်တဲ့ United တိုက်စစ်အတွက် Robbie ကိုရခေါ်ယူတင်တယ်လို့ယူဆပါတယ်။ညီကိုတို့အနေနဲ့ရော Robbie ကို Man U ဂျာစီနဲ့မြင်ကြလား comment မှာဆွေးနွေးပြသကြပါဦး။ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုလို့ရှိရင်တော့ United Juice Channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးဖို့လည်းမေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်ခင်ဗျာ။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။